အားလုံးမင်္ဂလာပါငွေလာမင်းမိုဘိုင်းစကန်ရောင်းဝယ်မှကြိုဆိုပါတယ်ဗျကျွန်တော်ဒီနေ့ပြပေးမယ့်ဟာလေးကတက္ကနိုလေးဗျတက္ကနိုလေးဒီကောင်လေးဘူးပစ္စည်းဆုံးပါတယ်ဗျဒီကောင်လေးတစ်ချက်ပြပေးမယ် Canon 30F Pro လေးရှိမယ်ဗျเนาะဒီကောင်လေးဆိုရင်ဒီမှာအားသွင်းတဲ့ဟာလေးတွေဒီမှာပါပြီးသား Run 8256နဲ့เนาะဒီကောင်လေးဆိုရင်ဘူးပစ္စည်းဆုံးပါတယ်ဈေးနှုန်းလေးက9သိန်း1000ခွဲပဲရှိတယ်ဗျเนาะ9သိန်း1000ခွဲကိုကျွန်တော် shorting လေးတွေလုပ်ပေးမယ်ဗျเนาะဘူးပစ္စည်းဆုံးပါပါတယ်เนาะ Canon 30F Pro ပါဗျเนาะနောက်ပြီးတော့ Oppo လေးကျွန်တော်ပြပေးမယ်ဗျ Oppo လေးဆိုရင် Run 812GB လေးနဲ့ကို F21 Pro ဗျเนาะဒီကောင်လေးဆိုရင်4သိန်း4000ခွဲပဲရှိမှာเนาะနောက်ပြီးလို့ရှိရင် A2 Pro လေးရှိမယ်ဗျ A2 Pro လေးကတော့ Run 256နဲ့ဗျဒီကောင်လေးကတော့9သိန်း8000ခွဲပဲရှိမယ်ဗျဒါလေး shorting ကျွန်တော်လုပ်ပေးမယ်เนาะကင်မရာဝိုင်းလေးနဲ့မှန်ခုံးလေးနဲ့ဒီ model ဆိုရင်မှန်ခုံးလေးနဲ့ဗျเนาะကင်မရာဝိုင်းမှန်ခုံးလေးနဲ့ဟိုပါ Run 256နဲ့เนาะဒီကောင်လေး9သိန်း8000ခွဲပဲရှိမယ် shorting ကျွန်တော်လုပ်ပေးမယ်ဗျဒါလေးဆိုရင်เนาะနောက်ထပ်ပြပေးမယ့် model လေးက Samsung ဆိုရင် A06 လေးရှိမယ်နောက်ပြီးလို့ရှိရင် A60 ရှိမယ်နောက်ပြီးလို့ရှိရင် A31 ရှိမယ်ဗျเนาะ A31 ဆိုရင် RAM 4 128GB လေးနဲ့ဗျဒီကောင်လေးဆိုရင်2သိန်း8000ခွဲပဲရှိမှာเนาะဒီကောင်လေးကျွန်တော် shorting လုပ်ပေးမယ်ဗျဒီကောင်လေးဆိုရင် A60 ဆိုရင် RAM 8256ပါဗျเนาะဒီကောင်လေးဆိုရင်6သိန်းနဲ့မှ8000ခွဲပါเนาะ6သိန်း8000ခွဲဒီကောင်လေးရှိမယ်နောက်ပြီးတော့ဒီမှာ A06 ဆိုရင် RAM 464ဒီကောင်လေးဆိုရင်3သိန်း5500ပဲရှိမှာဗျเนาะဒီကောင်လေးဆိုရင်RAM 464 3သိန်း5500ပဲ18ကလေးတွေเนาะ Y18 ကလေးတွေရှိမယ်ဗျเนาะ Y18 ကလေးဆိုရင် RAM 8နဲ့ 128GB လေးရှိမယ်4သိန်း9000ခွဲပဲရှိမှာเนาะဒီကောင်လေးဆိုရင်ဘူးပစ္စည်းစုံလေးပါတယ်ဗျเนาะဘူးပစ္စည်းစုံလေးပါပါတယ်ဗျเนาะ Y18 လေးပါဗျเนาะ RAM 8 128GB လေးကို4သိန်း9000ခွဲပဲရှိမှာဗျနောက်ပြီးတော့ဖုန်းသီးသန့်လေးလည်းရှိတယ်ဗျဖုန်းသီးသန့်ဆိုရင် RAM 4 128GB လေးနဲ့ကို4သိန်း1000ခွဲပဲရှိမှာเนาะ Y18 ပါဒါလေးအကုန် shorting ရှိရเนาะနောက်ပြီးတော့ဒီမှာကျွန်တော်ပြပေးမယ်ဗျဒီကောင်လေးတွေဆိုရင် Y28 ရှိမယ် Y29S ရှိမယ်ဗျเนาะRAM 8 128ရှိမယ်RAM 8256ရှိမယ်ဗျเนาะ RAM 8256ဆိုရင်9သိန်း6000ခွဲပဲရှိမယ် RAM 8 128GB နဲ့ Y29S ဆိုရင်4သိန်း3000ခွဲပဲရှိမယ်ဗျเนาะဒီကောင်လေးတွေရှိမယ်နောက်ပြီးတော့ထပ်ပြပေးမယ် model လေးကY03 လေးတွေဗျเนาะ RAM 4 128GB လေးတွေရှိမယ်ဗျเนาะ RAM 464လေးတွေရှိမယ်ဗျ464ဆိုရင်2သိန်း9000ခွဲ400GB လေးနဲ့ဆိုရင်3သိန်း1000ခွဲရှိမယ်ဗျเนาะဖုန်းလေးတွေဒါမျိုးလေးတွေရှိမယ်ကျွန်တော်ဒီကောင်လေးတွေဖုန်းတွေအကုန်လုံးကိုကျွန်တော် shorting လုပ်ပေးမယ်ဗျเนาะဆိုင်လာအားပေးလို့ရပါတယ်နေမားလေးဆိုရင်ကျွန်တော်ပို့ပေးပါတယ်ဗျเนาะငွေလေးရောက်တာနဲ့မလေးမြို့တွင်းဆိုရင်ကျွန်တော်အိမ်ရောက်ငွေချေစနစ်နဲ့ရပါတယ်ခင်ဗျเนาะဆိုင်လိပ်စာလေးက58လမ်း123မှာရှိပါတယ်ဗျเนาะပြည်ကြီးကောမြို့နယ်မန္တလေးမြို့မှာပါဒီကောင်လေးကျွန်တော်လက်ဆောင်ထည့်ပေးမယ်ဗျเนาะဒီလိုပန်ကာလေးတွေဒီလိုပန်ကာလေးကျွန်တော်လက်ဆောင်ထည့်ပေးပါမယ်ဗျเนาะအနေဖုန်းဝယ်တဲ့သူတွေဆိုရင်တော့ဒါမျိုးလေးရမှာပေါ့ဗျာ